Hello အားလုံးမင်္ဂလာပါဒီနေ့တော့ဂျပန်ကယူကရိန်းအတွက်အရေးကြီးတဲ့လေကြောင်းကာကွယ်ရေးအကူအညီတရားကိုပေးပို့နိုင်ဖို့ရန်အတွက်ကူညီနိုင်ဖို့ရန်အတွက်အထူးဆွေးနွေးမှုတွေပုံမှန်မြင့်တက်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်ပြန်ပြီးဆွေးနွေးတောင်းတပေးမှဖြစ်ပါတယ်ဆိုတော့ဂျပန်ကယူကရိန်းကိုတကယ်ပဲစီးရီးယားကူညီလာပေါ့တကယ်ကူညီလာပေါ့ဆိုတော့ဂျပန်ဘက်တော့အမတ်တယောက်ဖြစ်တဲ့မတ်ဆူစီကကာကွယ်ရေးဝန်ကြီးရှင်ကြောင်ကင်စုံထံတိုက်ရိုက်တင်ပြပြီးမှ PAC-3 တုံးချီနာကိုယူကရိန်းတို့ပေးပို့နိုင်ရေးတောင်းဆိုခဲ့ရဆိုမှတရင်ထွက်ပေါ်နေတယ်ဒီတင်းကဂျပန်ကယူကရိန်းကိုကူညီဖို့ဒီရုရှားရဲ့ကျူးကျော်စစ်ခံရတာကိုဂျပန်ကတိတ်ပြီးမှဘဝမကြတာလူမကြတာမျိုးတော့ဖြစ်တယ်ဒါပေမဲ့စီရေးရတော့ဒီလောက်အတိုင်းအထိကူညီဖို့ဆိုတာမျိုးတော့အရင်ရောက်ပါမဖြစ်ဘူးဒါပေမဲ့အခုဒီတင်းကပိုးလေးတကြောဖြစ်လာတယ်ဒါပေမဲ့တကယ်ပဲကိုကြီးမလားမကိုကြီးဘူးလားဆိုတော့ကျွန်တော်လည်းသိကြတော့ပြောလို့မရဘူးရုရှားရဲ့ဒုံးကြီးထူးဖြစ်တဲ့ခုနပိုင်းမှာရုရှားရဲ့ဒုံးကြီးတက်ခိုင်မှုတွေဟာအရန်ကိုပြင်းထန်လာတယ်ဆိုတော့ဆုမြင့်တောင်းတမှုတွေဖြစ်လာတဲ့နောက်ပိုင်းမှာဂျပန်ကဒီလိုဆုံးဖြတ်လိုက်တဲ့ဆိုတာမျိုးတွေတင်ထွက်နေတယ်ရုရှားရဲ့ဒုံးကြီးနဲ့ဒုံးတိုက်ခိုက်မှုများဆက်တိုက်ရင်ဆိုင်နေရတဲ့ယူကရိန်းအတွက်ကတော့ဝိုင်းBAC တွေစနေဟာလည်းအလွန်အရေးပါတဲ့လေကြောင်းကာကွယ်ရေးလက်နက်တစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။ True ဖြစ်တဲ့ရုရှားကယူကရိန်းကိုအခုလက်ရှိစတဲ့ drone တွေနဲ့တိုက်ခိုက်နေတဲ့ຢာတွေယူကရိန်းနဲ့ရင်ဆိုင်နေရတာတွေဟာတော်တော်လေးကိုဘာဖြစ်နေလဲအဲ့ဒါကြောင့်ရုရှားကအခုတိုက်ခိုက်နေတဲ့ຢာတွေကိုတိကျတဲ့ပြန်လဲတုံ့ပြန်မှုမျိုးဖြစ်လာအောင်ဆိုမှယူဆဂျပန်ကအတိအကျကိုကူညီဖို့ရန်စဉ်းစားနေတယ်ဆိုတာမျိုးတွေကိုသူတို့ကနှစ်ဖက်စလုံးကယူကရိန်းနဲ့ဂျပန်နှစ်ဖက်စလုံးကဆွေးနွေးမှုညှင့်တဲ့နေတယ်ဆိုမှဒါတရင်ထွက်နေတာပေါ့နော်ဒီ BAC-3 ဟာတဲ့ရန်သူဒရုန်းများကိုဒုံးကျည်များကိုလေးမှာတင်ဖြစ်စည်းနိုင်စွမ်းရှိပြီးမြို့များအခြေခံအဆောက်အအုံများနဲ့အရသာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်နိုင်တယ်ထူးဖြစ်တဲ့ကိုဂျပန်ကကိုထုတ်လွှတ်လိုက်တဲ့ PAC-3 ဟာရန်သူရဲ့လက်နဲ့ရန်သူရဲ့ဒရုန်းတွေကိုအဆောက်အအုံလူနေအိမ်တွေကိုမထိခိုက်အောင်ကာကွယ်ဟန်တာပေးနိုင်တဲ့လက်နဲ့တမျိုးဖြစ်တယ်အဲ့တော့ကြာအဲ့လက်နဲ့ယူကရိန်းကိုသူကကူညီဖို့ပေးဖို့ကိုရန်အတွက်ဂျပန်နဲ့ယူကရိန်းကဆွေးနွေးနေတဲ့ဆိုတာမျိုးတွေလည်းထွက်နေတာကြောင့် BAC-3 ကိုနောက်ဆုံးပိတ်တမနီတန်တိုင်းလွှားလို့တင်စားခေါ်ဆိုကြတာလည်းဖြစ်တယ်။ဒါကဂျပန်ဒီလက်နက်ကိုထုတ်လို့မှုကြောင့်ဂျပန်ကတရုတ်ကတော့မှနည်းနည်းပြန်ပြီးမှဟောတတိထားနေရတဲ့အချိန်မျိုးပြင်ပြီးရောက်လာလို့ဆိုမှသူကတရင်နေထွက်နေတယ်ဆိုတော့ဂျပန်အစိုးရကတရားဝင်ဆုံးဖြတ်ချက်မချရသေးပေမဲ့ဒီတောင်းဆိုမှုဟာယူကရိန်းစစ်ပွဲပေါ်မှာဂျပန်ရဲ့အခမ်းကဏ္ဍပုံမကြီးမားလာနိုင်တယ်မလားဆိုတာကိုတော့စိတ်ဝင်စားစရာကောင်းတယ်ယူကရိန်းနဲ့ဒီရုရှားနိုင်ငံရဲ့စစ်ရေးကျူးကျော်မှုယူကရိန်းခံနေရတယ်ပြင်ဆင်နေရတဲ့အချိန်မှာဂျပန်အစိုးရကတရားဝင်ကူညီမှုတွေတရားဝင်ပံ့ပိုးမှုတရားဝင်တရားတွေကိုပေးဖို့မဆိုတော့ဒီစီရေးပေါ်မှာဂျပန်ပါဝင်လာမှုကဘလောက်အတိုင်းအတာအထိထိရောက်မလဲဆိုတော့တကယ်စိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒါလေးကိုဆွေးနွေးကြတာပါ comment ပါမှာလည်းအကျိုးအကြောင်းပြန်ပြီးမှအကြံပြုဆွေးနွေးနိုင်ပါတယ်မှားလာရှင်တော့ခွင့်လွှတ်ပေးကြပါ